အားလုံးမင်္ဂလာပါရှင် SCD ပါဆိုလာမြန်မာပါရှင်အခုဆိုရင်တော့ရွှေပြည်သာမြို့နယ်ကအမခန့်အကိုတအုပ်ကနေပြီးတော့သူ့ရဲ့အသီးမိတ်ဆွေတွေကို sharing လုပ်ပေးပြီးတော့ SCD showroom ကိုကိုယ်တိုင်ကိုကြလာရောက်ဝယ်ယူတာဖြစ်ပါတယ်ရှင် interview လေးတစ်ချက်တော့လိုက်ပြီးကြည့်ပေးပါအောင်နော်အခုမင်္ဂလာပါရှင် မင်္ဂလာညီမလေး ဟုတ်ကဲ့ပါအခုရဲ့နာမည်နဲ့နေရာလေးစာလေးပြောပြပါအောင်ရှင် အခုနာမည်ကတော့ကိုညီမလေးညမထောရွှေပြည်သာမြို့နယ်19ရပ်ကွက်တန်လေးမှာနေတယ် ရွှေပြည်သာမြို့နယ်ပေါ့နော်ဒါဆိုလို့ရှိရင်အခု SCD ကိုပေါ့နော်ဒီဘယ်ကစပြီးတော့သိခဲ့ရလဲမသိဘူးရှင်ညီမ SCD ကိုကြီးလွန်ခဲ့တဲ့6လလောက်က line 3တယ်ပေါ့ညီမလေး ဟုတ်ကဲ့ line 3နေတယ်အော်ဒီဟာလေးကိုစုံစမ်းပြီးတော့မှ ဟုတ်ကဲ့ဟုတ် မေးတာပေါ့တစ်စင်မေးပြီးတော့ကိုကြီးအိမ်မှာရင်စတက်ခဲ့ အခုမှစတက်တာ ကိုကြီးအိမ်မှာစတက်ခဲ့တော့ကောင်းတယ်ဆိုပြီးတော့ကိုကြီးရက်ကွက်ထဲကနေကိုကြီးညွန်လိုက်တာပေါ့အခုဒီတောင်းနဲ့ဆို4ဦးဖြစ်သွားပြီ အော်၄ဦးအောင်ရှိသွားရေကိုညွှန်တာပေါ့နော် 4ဦးရှိသွားပြီကောင်းတယ်ညီမလေးရဲ့နောက်တော့ ဟုတ်ကဲ့ တခုတစုံလုံးဆိုရင်ဖုံးဆက်လိုက်ပြီဆိုတာနဲ့ ဟုတ်ကဲ့ဟုတ် ကိုကြီးပြန်လာပြီးပါညီမလေးတို့တနိုင်ဆုံးပြန်လုပ်ပေးပါမယ်ဆိုပြီးစာပစ်လဲပေးတယ်ညီမ ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုလို့ရှိရင်အကိုကဟိုအမာခံ break တဲ့သဘောပေါ့အကို လေးကမြောက်ပြီဆိုတော့ညီမလေးရဲ့အဲ့လိုမျိုးပဲပေါ့ကောင်းလို့ကိုကြီးကလည်းညွန်ပေးတယ်လာဝယ်တယ် ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်အခုလည်းအခု showroom ကိုကိုယ်တိုင်ကိုကြလာဝယ်ရအောင် လာဝယ်တာဟုတ်တယ် ဒါဆိုအခုဘောနော်အခုညွှန်ပေးရဲ့ customer ကို share လုပ်ပေးပြီးတော့ထပ်ပြီးလာဝယ်တာပေါ့နော် ဟုတ်တယ်ညီမလေးအဲ့ဆိုညီမင်းလိုက်ခဲ့ကိုကြီးလိုက်ဝယ်ပြီးဆိုကိုကြီးလိုက်ဝယ်ပြီးတယ်တော့ဈေးလေးကတက်နိုင်ဆုံး short ပြီး short ပြီး စာပစ်လဲပေးတယ် စာပစ်လေးပေးရပေါ့နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့အကိုတက်စင်အကိုစသိခဲ့တာရောဘယ်လောက်ကြာသွားပြီလဲမသိဘူး 6လတော့ရှိပြီ 6လရှိပြီ ဟုတ်ကဲ့ ကိုကြီးရင်စတက်ခဲ့တာ အကိုစတက်တာပေါ့နော်အကိုစတက်တော့ပစ္စည်းလေးရောဘယ်ပစ္စည်းလေးကိုစတက် ကိုကြီးဆိုလာ2ချက်ဝယ်တယ် ဟုတ်ကဲ့ 990ပထမဦးဆုံးဝယ်တာကတော့350တစ်ချက်ရယ် ဆိုလာတက်တာဟုတ် နောက်တစ်ခါကျတော့990ဝယ်990ကွန်ထရိုလာရယ်ကွန်ထရိုလာရယ်နောက်တော့ကိုကြီးဘရိတ်ကာ2ခုရယ် breaker နှစ်ခုလုံးပဲပေါ့ဟုတ်ကဲ့ရှင်အကိုအဲ့ပေါ့နော်အကိုခုဒီကိုတက်ဆင်ခဲ့တဲ့ဆိုတာနဲ့ပေါ့နော်အဆက်ကိုလည်းအကိုသုံးရတာအဆင်ပြေလားမသိဘူး ပြည့်ညီမလေး ဟုတ်ကဲ့ဟုတ် ကိုကြီးခုဆိုရင်ရေကက်တက်တာလည်းသုံးတယ် ရေးစားလည်းသုံးတယ် ရေကက်တက်တုံးတယ် TV ဆိုလည်းတနေကုန်ကြည့်တယ်နောက်တော့ကိုကြီးကပန်ငါဆိုလည်းတနေကုန်ဖွင့်တယ်တညာလုံးဖွင့်ဒီလည်းတညာလုံးဖွင့်တယ် ဟုတ်ကဲ့ရှင် ကောင်းတယ်ဒီဆိုလာကအားဝင်တာလည်းကောင်းတယ်ညီမလေး အားဝင်လည်းကောင်းတယ်ပေါ့နော်အခြားအဲ့ရတက်တာမျိုးလေးရောမရှိဘူး မရှိညီမလေးမရှိ ဟုတ်ကဲ့ရှင် မရှိဘူးကိုရှိတယ်ဆိုလည်းပြောလဲကိုကြီးပြန်လာခဲ့ပြီပါညီမလေးကိုတနင်္လာနေ့ပုံလုံးပြတာစားပစ်လေးပေးတယ် စားပစ်လေးရှိရပေါ့နော်အကိုအဲ့ဒီအကိုတက်ဆင်ပြီးချိန်မှာအားထားလေးစားပစ်လေးလာပြီးတော့ပြုလုပ်ပေးရမျိုးလေးရောအဆင်ပြေလားမသိဘူး ပြည့်တယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါကိုကြီးအပြည့်တယ်ပုံပြည့်တယ်အပြေးလို့ကိုကြီးလမ်းညွန်ပေးတယ်ရက်ွက်တွေကနေဒါထပ်ဝင် အခုဒါဆိုလို့ရှိရင်အကိုရဲ့ sharing လုပ်ပေးတဲ့ customer တွေထပ်ပြီးတော့ဒီလာဝယ်ရပါတော့အကိုကကြတော့ဟုတ်ကဲ့ပါထပ်ပြီးတော့ပေါ့နော်အကိုရင်းနဲ့ဒီထပ်ပြီးတော့ကိုယ့် message တွေကို sharing လုပ်ပေးပုံလေးရောထပ်ပြီးတော့ရှိသေးလားပေါ့ ရှိသေးတာပါညီမလေးဘာလို့ကောင်းတယ်လေစားပစ်လေးပေးတယ်တနိုင်ဆုံးလဲ short ပေးတယ်တေချာမသိတာလေးရှင်းပြပေးတယ် ဟုတ်ကဲ့ပါ အဲ့ဒါကြောင့်မို့ကိုကြီးကနောက်တစ်ခေါက်ထပ်လာတယ် ဟုတ်ကဲ့ရှင်ဟုတ် ကျွန်တော်လိုက်ပို့ပေးမယ်အဲ့ဒါဆိုရင်ညီလေးမင်းအားတဲ့နေ့မှသွားမယ်ဆိုရင်စောင့်တယ် ဟုတ်ကဲ့ပါ ကိုကြီးကနောက်ဆုံးတစ်ခေါက်လာထပ်လာတယ် ဟုတ်ကဲ့ရှင်ဒါဆိုလို့ရှိရင်အခုအနေနဲ့ပေါ့နော်ဒီ SCD ကိုလုံးဝအမှုဆရာပြီးတော့မှသုံးပြီးရတော့ကို SCD ကနေပြီးတော့ကျေးဇူးတင်ပါတယ်ရှင်အခုခါပေါ့နော်ဒီကိုယ့်တက်ကိုမျက်နှာတစ်ဆောင်လေးပေးပုံလေးလည်းပြုလုပ်ပေးထားတယ်ပေါ့နော် ဟုတ်တယ်ပေးတယ်နောက်တစ်ခေါက်လာလဲပေးဦးမယ် ပေးဦးမယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင် အေးပါညီမ ဒါဆိုအခုရဲ့အဲ့တဲ့တွေကအခုဒီပစ္စည်းလေးဗာပစ္စည်းလေးရောထပ်ပြီးဝယ်ဖို့ရှိတယ် နောက်တစ်ထပ်ဝယ်သွားတယ်ဆိုလာ990ရယ်ဆိုလာ990ရယ်ဟုတ်တယ်ကွန်ထရိုလာရယ်ကိုကြီးဝယ်တဲ့အတိုင်းပဲထပ်ဝယ်သွားတယ် အခုဝယ်တယ်မျိုးအစုံမဲ့ထပ်ပြီးတော့ဒီထပ်ပြီးဝယ်ရအောင်ပါ customer တေချာလေးစမ်းပေးလိုက်ပါတယ်တေချာလေးကောင်းကောင်းလေးစမ်းပေးလိုက်တယ် ဟုတ်ကဲ့ပါအဲဆိုအခုဝယ်ပါတဲ့ဆက်လေးမှာရောအခြား error တက်တာမျိုးရှိလို့ရှိရင်ချင်းနှမ်းမျိုးဆက်လို့ရ ဟုတ်တယ်ညီမလေးပြောတယ်အဲ့ဒါရှိလို့ရှိရင်ထပ်ပြီးတော့ကြောင်းကြပြပါအေး ဟုတ်ကဲ့ပါအခုလို interview လေးဖြေပေးရတဲ့အတွက်လည်းကျေးဇူးပါနော် ကျေးဇူးပါညီမလေး ဟုတ်ကဲ့ပါဟုတ်ကဲ့